ဒီနေ့မှလူငယ်လေးနှစ်ယောက်ဟာဟောင်းနှမ်းနေတဲ့ရှုပ်ဖနက်တရံကိုရာတော်အဆက်မှတွေးလိုက်တယ်။ဒီဖနက်ဟာဓာလုံးနေတဲ့အဖိုးကြီးရဲ့ဖနက်ဖြစ်မယ်ဆိုတာသူတို့သိကြတယ်။ပထမလူငယ်ဟာအကိုကျွန်တော်တို့ဒီဖနက်ကိုခြုံပုံးနောက်မှာဝတ်ထားလိုက်ရအောင်။ဒါမှသူ့ဖနက်ကိုရှာမတွေ့လို့ဗျာများနေတာကိုကြည့်ပြီးရေကြတာပေါ့။ပြောချင်လို့ပါလို့ပြောလိုက်တယ်။ဒုတိယလူငယ်ကညီလေးသူများဒုက္ခရောက်တာကိုကြည့်ပြီးပြောတယ်ဆိုတာမကောင်းပါဘူးမင်းတကယ်ပြောရှင်ခြင်းသလားဒါဆိုဒီလိုလုပ်လိုက်ကွာဘာလို့ရမှာလဲငါတို့မှာပါတဲ့ပိုက်ဆံတွေကိုရှုပ်ဖနက်နှစ်ဘက်မှာခွဲထည့်ထားကြမယ်အဖိုးကြီးဖနက်စီးကြည့်လို့အံ့ဩသင့်ပြီးဘာလို့ရမှန်းမသိဖြစ်နေတာကိုကြည့်ပြီးပြောကြတာပေါ့အကိုပြောသလိုတကယ်ပြောရမယ်ဆိုရင်လုပ်ကြည့်ကြတာပေါ့တို့နှစ်ယောက်ဟာပိုက်ဆံတွေကိုဖနက်နှစ်ဖက်ထဲထည့်ပြီးနေရာမှာပြလိုက်ကြတယ်။ပြီးတော့ခြုံပုံးနောက်မှာပုံပြီးစောင့်နေကြတယ်။မကြခင်မှာဖိုးကြီးရောက်လာတယ်။သူ့ဖနက်တစ်ဖက်ကိုအရင်စီးတယ်။ဖနက်ထဲမှာတခုခုခံနေလို့လက်နဲ့နှိုက်ကြည့်လိုက်တော့ပတ်စံတွေကိုတွေ့တယ်။လူဟာအံ့ဩသလိုဖြစ်သွားတယ်။ဖနက်နောက်တစ်ဖက်ကိုစီးပြန်တယ်။ဖနက်ထဲမှာပိုက်ဆံတွေထပ်တွေ့ပြန်တယ်။ဖိုးကြီးကမျက်ရည်တွေစီးကျလာတယ်။ပြီးတော့မှမြေကြီးပေါ်ဒူးထောက်ပြီးလက်ဦးချီရင်ပါဇက်ကတခုကိုအတန်ထွက်ပြောလိုက်တယ်။အိုဘုရားသခင်အခုပိုက်ဆံပေးသူဘယ်သူဆိုတာကျွန်တော်မသိပါ။ဒါပေမဲ့သူ့ကိုအရင်ကျေးဇူးတင်ပါတယ်ဗျာ။ဘာဖြစ်လို့လဲဆိုတော့အိမ်ကမိမနေမကောင်းတာ3ရက်ရှိပြီ။ဆေးဝယ်ဖို့ပိုက်ဆံမရှိဘူး။သမီးလေးလည်းအိမ်မှာစားစရာမရှိလို့မနေ့ကတည်းကဘာမှမစားရသေးဘူး။အခုရတဲ့ပိုက်ဆံနဲ့မိမအတွက်ဆေးဝယ်သွားလို့ရပြီ။သမီးလေးအတွက်လည်းစားစရာတွေဝယ်သွားလို့ရပြီဝမ်းသာလိုက်တာဗျာလူငယ်ဟာမြင်ကွင်းကိုကြည့်ပြီးဝမ်းသာလွင်လို့မျက်ရည်တွေပါစီးကျနေတယ်ဒုတိယလူငယ်လည်းပထမလူငယ်ကိုကြည့်ရင်ဝမ်းသာနေတယ်ပြောချင်သလားသူများကိုပြောအောင်လုပ်ပေးရင်မိမိကိုယ်တိုင်လည်းပြောချင်ရပါလိမ့်မယ်မော်သိန်းဖေရဲ့မျှဝေလိုသောအတွေးများနှင့်စာအုပ်မှာ